လက်ဖျားမှာငွေတီးတယ်ဆိုတာမျိုးခမရတို့ကြားဟုတ်ပါသလားမယုံနိုင်စရာကောင်းလို့အောင်ငွေကြီးတွေအစုလိုက်အပုံလိုက်ဝင်လာတော့မယ်ကန်ထူးရှင်နေနံ၃ခုအကြောင်းကိုဒီနေ့မှဆရာကအသေးစိတ်ပြောပြပေးသွားမှာမို့တင့်ရဲ့နေနံပါဝင်နေမလားဆိုတာအဆုံးထိနားဆင်ပေးပါမင်္ဂလာပါဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာဆရာတို့ရဲ့ဓမ္မရိပ်မြုံ channel မှာပရိသတ်အားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်လူတိုင်းဟာဘဝမှာစီးပွားရေးအစဉ်ပြေချင်ကြတယ်ငွေကြေးချမ်းသာခြင်းကြတာတဘာဝပါပဲဒါပေမဲ့တခါတလေမှကိုဘလောက်ပဲစူးစမ်းကန်ဆာတာကအထောက်အပံ့မပေးရင်လိုရာခီးကိုမရောက်နိုင်တတ်ကြပါဘူးအခုဆရာတင်ဆက်ပေးမဲ့နေနံ၃ခုကတော့ဒီကာလမှာနက်ခတ်ဘေးရင်းရကန်ကြမာအလှည့်ပြောင်းထူးထူးခြားခြားကြုံရပြီးလက်ဖျားမှာငွေတီးတယ်လို့မျိုးစီးပွားတက်မဲ့သူတွေပဲဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာအခုလိုဘေးရင်တရားတော်နဲ့စိတ်ခေါ်အားပေး motivation video တွေကိုအမြဲကြည့်ရှုနိုင်ဖို့ဆရာရဲ့ဓမ္မရိပ်မြုံ channel လေးကို subscribe လုပ်ထားပေးဖို့နဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့မေတ္တာရပ်ခံရပါတယ်ခင်ဗျာတနင်္ဂနွေကာသမီများအကြောင်းပထမဦးဆုံးလက်ဖျားငွေတီးမဲ့ကန်ထူးရှင်ကတော့တနင်္ဂနွေသားသမီများပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီတွေဟာသဘာဝအရာခေါင်းဆောင်မှုစိတ်သက်ရှိပြီးဇွဲနှပဲကြီးသူတွေပါဒီကာလမှာတော့တင့်ရဲ့စ조사အားထုတ်မှုတွေကအတီးအပွင့်ခံစားရမယ်အချိန်ခါကောင်းမှုရောက်ရှိလို့လာပါပြီ။ဇရာအနေနဲ့ဟောကြားလိုတာကတော့တနင်္ဂနွေသားသမီးတွေဟာလုပ်ငန်းသစ်တွေစတင်ဖို့ကြံစည်နေရင်ဒါဟာအကောင်းဆုံးအချိန်ပါပဲ။မထင်မထားတဲ့နေရာတွေဝေးကွာနေတဲ့မိတ်ဆွေဟောင်းတွေစီကနေစီးပွားရေးအခွင့်အလမ်းကောင်းတွေရရှိပါလိမ့်မယ်။ငွေဝင်လန်းပွင့်တယ်ဆိုတာတက်ပို့ပါတယ်။ငွေအလုံးရင်းနဲ့ဝင်လာတတ်တယ်လို့ရစရာရှိတဲ့အကျွေးတွေလည်းအဆင်ပြေပြေပြန်ရတတ်ပါတယ်မိမိရဲ့စ조사အားထုတ်မှုတွေကအတီးပွင့်ခံစားရမယ့်အချိန်ခါကောင်းပါပဲအခွင့်အရေးတစ်ခုရောက်လာရင်ဝေးခွဲမနေပါနဲ့တင့်ရဲ့ပင်ကိုယ်တီစိတ်ကိုယုံကြည်ပြီးရှေ့ဆက်လိုက်ပါဒီအချိန်မှာလောက်တမအကင်တမအောင်မြင်မှုကတင့်လက်တကမ်းမှာရှိနေတာမို့အားစိုက်ထုတ်ကြဖို့ဇီယာကတိုက်တွန်းခြင်းပါတယ်ဒုတိယမြောက်ကန်ထူးရှင်ကတော့ဗုဒ္ဓဟူးသားသမီးများပါပဲဗုဒ္ဓဟူးသားသမီးတွေအတွက်ဒီကာလကတော့စောင့်ကြရသမျှအရာထေမဲ့ကာလလို့ပြောလို့ရပါတယ်ဒီကာလမှာဗုဒ္ဓဟူးသားသမီးတွေအတွက်အထူးခြားဆုံးအချက်ကတော့ကျွေးဟောင်းမီဟောင်းတွေပြန်ရတဲ့ချင်းပါပဲအရင်ကဆုံးရှုံးသွားပြီလို့ထင်ထားတဲ့အခွင့်အရေးတွေငွေကြီးတွေကတင့်စီကိုပုံစံအသစ်နဲ့ပြန်လည်ရောက်ရှိလာပါလိမ့်မယ်ငွေဝင်လန်းတွေကတဖွဲဖွဲနဲ့ဝယ်နေမှာဖြစ်တယ်လို့စုဆောင်းငွေတွေလည်းတိတိတသာတိုးပွားလာမယ်ကန်စားတာမျိုးရှိနေပါတယ်ငွေကငွေကိုခေါ်လဲဆိုသလိုမျိုးငွေကြီးရင်းနှီးမြှုပ်နှံမှုတွေကလည်းအကျိုးအမြတ်အမြောက်အများရရှိနိုင်ပါတယ်ဇရာအနေနဲ့တတိပေးလို့တာကတော့စကားပြောဆိုဆက်ဆံရေးမှာပုံမနူးညံ့ပါတင့်ရဲ့နူးညံ့ပျော့ပြောင်းတဲ့စကားလုံးတွေကပဲတင့်စီကိုလက်လာပါဒီယူဆောင်လာပေးမှာဖြစ်ပါတယ်နောက်ဆုံးလက်ဖျားငွေတီးမဲ့ကန်ထူးရှင်ကတော့တောက်ကြသားသမီးများပါပဲတောက်ကြသားသမီးတွေဟာဒီကာလမှာကန်တရားရဲ့မျက်နှာသားပေးမှုကိုအမြင့်ဆုံးခံစားရမှာပါလက်ရွှင်ချင်းကန်ဆန်းရာကနေထီပေါက်တလူမျိုးငွေအစုလိုက်အပုံလိုက်ဝင်လာခြင်းမျိုးကြုံရတတ်ပါတယ်အလိုလိုနေရင်စိတ်ထဲမှာပျော်ရွှင်နေတတ်ပြီးလက်လာပါတယ်ကလည်းအရက်မျက်နှာအနှံ့ကစီးဝင်လာပါလိမ့်မယ်။စီးပွားရေးမှာလည်းအဆက်အသွယ်ကောင်းတွေရပြီးငွေချေးပြက်လင်းမှုမရှိဘဲလက်ထျားငွေတီးမဲ့အချိန်ပါတယ်။လူကြီးသမားတွေရဲ့စောင့်မကြည့်ရှုမှုတွေကိုလည်းရရှိပါလိမ့်မယ်။ရရှိလာတဲ့အခွင့်အရေးတွေကိုအမိအားစုပ်ကောင်းပါ။ဒါပေမဲ့အထုံးဖြူးမကြီးမှုတော့ဆရာကတတိပေးလိုပါတယ်။တင့်ရဲ့ကန်ချင်းတွေကိုရေရှည်တည်တန်းအောင်ကုသိုလ်နဲ့ထိမ့်ဖို့လိုအပ်ပါတယ်။ကဲအခုဆရာပြောပြခဲ့တဲ့နေနံ၃ခုထဲမှာတင်ရော့ပါဝင်နေမလားပါဝင်တယ်ဆိုရင်ဝမ်းမြောက်ဆရာပါပဲဒါပေမဲ့ကန်တရားဆိုတာစ조사အားထုတ်မှုနဲ့ကုသိုလ်အရှင်အဝါပေါ်မှာလည်းမူတည်နေပါသေးတယ်ဒီကန်ထူးရှင်၃နံအတွက်ကန်တရားတွေပုံမခိုင်မဲစေဖို့နဲ့ကန်မပါသေးတဲ့သူတွေလည်းကန်ပွေလာစေဖို့ဓမ္မရိပ်မြုံကနေဓမ္မရတရားလေးတိုက်တွန်းပါတော့စေမိမိတို့အိမ်ကဖျားမှာရေချင်း၅ခွက်နဲ့အဝါရောင်ပန်းကတ်လူပူဇော်ပြီးETB ဇော်ကုံတော်9ပါးကို6ခေါက်ရွတ်ဖတ်ပူဇော်ပေးပါဒါဆိုရင်တော့ကံကောင်းခြင်းတွေကတင့်စီကိုအမြန်ဆုံးရောက်ရှိလာမှအသေးကြပါတယ်ဘေးဒင်ဆိုတာလိုင်းညွန်ချက်တစ်ခုပါအဓိကကတော့မိမိရဲ့ကိုကျင့်တရားနဲ့စ조사မှုကသာအောင်မြင်မှုရဲ့တော်ချက်ဖြစ်ပါတယ်အခုဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးဘေးရန်ခတ်တင်းရင်းကြပါစေလက်ဖျားမှာငွေတီးသလိုမျိုးစီးပွားလက်လာပါများဒီရအလားတိုးတက်ကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမှာချမ်းသာကြပါစေ